အာဂျင်တီးနားကအလကားအသင်းမှာအင်္ဂလန်ကနှစ်ဂိုးပြတ်နဲ့အေးဆေးနိုင်မယ်လို့အားချောင်လိုက်တဲ့ဒီနေ့ပရိသတ်များအားမိတ်လာပါခင်ဗျာဝိုင်းတူကနေအားလုံးကိုပြန်လဲကြိုးလိုက်ပါရင်ဂိမ်းနမီနဲ့ဂျိုကိုရဲ့အင်္ဂလန်ကအာဂျင်တီးနားကိုအပီဖြုတ်ပစ်မယ်ဆိုတဲ့လေပူပေါင်းတွေမကွဲခင်ပါပဲနောက်ထပ်လေးလုံးတစ်လုံးထပ်ထွက်လာပြန်ပါပြီဒီကတော့ try ဒီနေ့ပါတယ်အင်္ဂလန်သားတွေတောက်တဲ့ရေပိုင်ကောင်းထဲမှာများဘဝင်ယူးဆေးတွေဒါမှမဟုတ်တက်တန်းလွန်နေတဲ့အင်္ဂလိပ်လက်ဖက်အဟောင်းတွေရောင်းတော့တိုက်ကျွေးခံထားလို့များတနိုင်ငံလုံးစိတ်မနှမ်းကြသေးလားလို့ဆရာဝန်ကော်ပြီးစစ်ဆေးကြည့်ဖို့တကယ်ကိုလိုအပ်နေပါပြီအာဂျင်တီးနားကိုပြင်းပြင်းထန်ထန်ဝေဖန်သွားတဲ့ Try တီနေဆိုတာဘယ်သူလဲဆိုတာကိုအရင်ဆုံးလေ့လာကြည့်အောင်ပါ။သူက Watford လို့အလဲလဲတန်းစင်တန်းတန်အသင်းလောက်မှာပဲတသက်လုံးကစားသွားပြီးအင်္ဂလန်ဒုတိယတန်းလောက်မှာပဲဂိုးသွင်းမှုတဲ့တာမန်တိုင်းစစ်မှုဟောင်းလေးတယောက်ပါ။အင်္ဂလန်ရေးစင်အသင်းအတွက်တပွဲမှတော့ကစားခွင့်မရခဲ့ဘူးတဲ့သူပါ။ဒီလိုလူတယောက်ကကမ္ဘာချန်ပီယံ၊ကမ္ဘာအမေရိကချန်ပီယံတွေကိုဒီလောက်ကြီးလဲကောင်းမနေပါဘူးကွာလို့ပြောထွက်တာဟာတကယ်ကိုအမကန်မျက်နှာပြောင်တိုင်းမှုကြီးပါ။ဒါကဘာနဲ့တူလဲဆိုတော့တသက်လုံးစိုက်ကားပဲနေမှုတဲ့သူကကမ္ဘာဖော်မြူလာ1ပြိုင်ကမောင်းတဲ့ချန်ပီယံကြီးကိုသွားပြီးမင်းစတီယာရင်ကိုင်နာမမှန်ဘူးလီဘာနင်းတာအသိမမိုက်ဘူးဆိုပြီးဆရာလုံးနေတယ်လို့မျိုးဖြစ်နေပါတယ်အစင်ချင်းကွာလုံးလုံးပြန်ပြောဖို့တော့ချိန်တမျောဆရာကောင်းနေပါတယ်ဒီနေ့ကဆက်ပြောပါတယ်အာဂျင်တီးနားရဲ့ကွင်းတွင်းခြေစွမ်းကတောင်ရောက်မြောက်ရောက်ပါပဲဒီစကားကိုကြားတော့ရေအခက်ငွေအခက်ဖြစ်သွားပါတယ်ကွင်းထဲမှာဘောလုံး3ချက်လောက်စတိုင်းမိအောင်မပေးနိုင်ပဲခန်းစင်းကနေတိုင်းစစ်ကိုဘလို့ဘောလုံးတင်ရမလဲမသိလို့အမြဲတမ်းနောက်တန်းစီပဲဘောလုံးပြန်ပေးနေတဲ့အသင်းကဘယ်အသင်းလဲဆိုတာကဘာကြီးကသိပါတယ်တန်ကြီးပေါင်တန်းရချီရှိတဲ့ကစားမတွေဆူထားပေမဲ့ကွင်းထဲရောက်ရင်ကိုနေရာကိုရှာမတွေ့ပဲထိတ်တိုက်တွေဝင်တိုင်းမိနေတဲ့အင်္ဂလန်ရဲ့ခြေစွမ်းကိုမှန်ထဲမှာပြန်ကြည့်ဖို့ဒီနေ့တယောက်မင်းနေပုံရပါတယ်။အာဂျင်တီးနားဆိုတာကနီးပြစကာလိုနီလက်အောက်မှာတကယ်စိတ်အုံကထွက်လာတဲ့ဆယ်နေအကြီးတစ်ခုလိုလည်းပတ်နေတာပါ။သူရဲ့ကစားကွက်ကတောင်မြောင်ဖြစ်နေတာမဟုတ်ပါဘူး။ပြန်ဘက်ကိုတောင်မြောင်မခွဲခြားနိုင်အောင်အရှင်းအောင်မသိနိုင်အောင်နေရာစုံကလှည့်ပတ်ကစားသွားတဲ့အဆင့်မြင့်နည်းစနစ်ပါ။ဒီလိုအဆင့်မြင့်ကစားကွက်မျိုးကိုချန်ပီယံရှစ်ကနေလာတဲ့ဒီနေ့အုံနောက်ကဘယ်လိုလုပ်နားလည်နိုင်ပါမလဲ။ကွင်းလယ်ကျဘက်ကလည်းကောင်းမနေပါဘူးဆိုတဲ့စကားကတော့ဒီနေ့ရဲ့ဘောလုံးတင်ញံ football အိုင်ဂျိုဘယ်လောက်ထိနေပါသလဲဆိုတာကိုသက်သေပြလိုက်တာပါပဲ။အာဂျင်တီးနားကွင်းလယ်ကိုကြည့်ပါအန်ဆိုဖာနန်ဒက်မက်အလစ်စတာဒီဘောဆိုတဲ့သုံးဝင်းဆိုင်ကွင်းလယ်ဟာ2020ကမ္ဘာဖလားကလေးကဥရောပကအကောင်းဆုံးဆိုတဲ့ကွင်းလယ်တွေကိုဖျက်ဆီးပစ်ခဲ့တဲ့အတွက်ပါပြန်ဘက်ကိုအသက်ရှူပါမပေးဘဲလိုက်လံဖိအားပေးတဲ့နေရာမှာဒီဘောရဲ့အင်ဂျင်ကစီကုံတယ်ရေလို့မရှိပါဘူးမက်အလစ်စတာရဲ့ဘောလုံးပေးမှုတွေကစနိုက်ပါတနက်လိုတီးကြပါတယ်ဒီလိုကမ္ဘာအဆင့်ကွင်းလယ်ကိုမကောင်းဘူးလို့မြင်နေတာဟာအင်္ဂလိပ်မီဒီယာတွေတက်ထားတဲ့ဘဝင်ယူမြင့်မှန်ကြောင်းပါအင်္ဂလန်ရဲ့ကွင်းလယ်ကသာကွင်းလယ်လူတွေကဂိုးရှိမှနေရာသွားလို့နေလို့ဘောလုံးကိုလက်ခံမဲ့သူမရှိပဲကွင်းလယ်မှာဟာလာဟင်းလင်းကြီးဖြစ်နေတာပါသူများမြေချီကိုမြင်ပြီးကိုမြေချီကိုမမြင်တဲ့အင်္ဂလိပ်ပညာရှင်တွေထုံးစံပါပဲဒီနေ့ရဲ့ရှုံးပေးတဲ့နောက်ဆုံးလက်နက်ကတော့မက်ဆီသာမရှိရင်သူတို့လည်းပလုံပါပြီတဲ့ဒီစကားကရန်ကိုရည်စရာကောင်းပါတယ်မက်ဆီပါနေတယ်လေဗျာအာဂျင်တီးနားအသင်းမှာမက်ဆီရှိနေတဲ့အတွက်မက်ဆီကိုဘောပြပြီးကစားတာတဘာဝကြပါရင်ဒါပါနဲ့တူလဲဆိုတော့မင်းစီမာသာပတ်စံမရှိရင်မင်းဘာမှဝယ်စားလို့ရမှာမဟုတ်ဘူးဆိုပြီး VK ကိုသွားပြောနေတဲ့တရောင်းစားလိုမျိုးအသေးပဲမဲတဲ့ယူဆချက်ကြီးပါမက်ဆီပါနေလို့မက်ဆီရဲ့အစွမ်းစားကိုတောင်းချပြီးဖလားတွေဆက်တိုက်ယူနေတာကိုပဲမက်ဆီမပိုင်ရင်ဘာမှမဟုတ်ပါဘူးလို့ပြောနေတာဟာအရှုံးသမားတွေရဲ့ထွက်ပေါက်ရှာတဲ့စင်ကြီးတတ်တတ်ပါပဲပြီးတော့အာဂျင်တီးနားမှာမက်ဆီတယောက်တည်းရှိတာမဟုတ်ပါဘူးအင်္ဂလန်ကန်စစ်ကိုအချိန်ပေးဒုက္ခပေးနိုင်တဲ့ဟူလီယန်အေဗာရက်စ်လော်တာရိုမာတီနယ်တို့လိုအဆုံးသက်သေးကြတဲ့တိုင်းစစ်မှုတွေအများကြီးရှိနေတယ်ဆိုတာဒီနေ့မသိတာလားမသိချင်အောင်စောင့်နေတာလားဆိုတာတွေးစရာပါနောက်ဆုံးမှာတော့ဒီနေ့ကတူးစီးနဲ့တတောက်တတနိုင်မယ်လို့ဟော်ဂိန်းထုတ်သွားပါတယ်ဒီလောက်ဆိုရင်တော့အင်္ဂလန်သားတွေရဲ့စိတ်ကြမ်းမာရေးအခြေအနေအောင်စွန့်ရည်ရည်မှတ်ကိုရောက်နေပြီဆိုတာအသေးချပါမယ်ဥရောပအသင်းငယ်လေးတွေကိုတော့မနေယုံကံပြီးကစားနေရတဲ့အင်္ဂလန်အသင်းကကမ္ဘာချန်ပီယံအာဂျင်တီးနားကိုတူးစီးနဲ့အေးအေးဆေးဆေးနိုင်မယ်လို့တွေးနေတာဟာနေကင်းကြောင်တော့အိမ်မက်မက်နေတာနဲ့ဘာမှမထူပါဘူးဟုတ်တယ်မို့လားခင်ဗျာအစောလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ